Hello Minglaba. It's a dancer Kyoba. Talking about dance 15-day challenge kani piala jusulai pare. Today is the final episode. Yay! Pukrone. Okay. Dini maro omaga the last episode ဖြစ်တဲ့အတွက်ကြောင့်မို့လို့အားလုံးကိုကောင်းမွန်တဲ့နှုတ်ဆက်ခြင်းနဲ့နှုတ်ဆက်ခြင်းနဲ့ပေါ့နော်ဒီနေ့ရဲ့ topic ကတော့အမားတို့နိုင်ငံရဲ့မိဘပြည်သူတွေပေါ်မှာအမားတောင်းဆိုခြင်းနဲ့တောင်းဆိုချက်လေးတွေကိုပြောမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်မတောင်းဆိုမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့အမားတို့နိုင်ငံရဲ့မိဘပြည်သူတွေကိုပြောပြချင်တာကတော့ညီမတို့ကလေးတွေရဲ့ပေါ့နော်ဘာလို့ပဲဝါနာပပအဓိကသူတို့အလိုအဆုံးဒီ supporting ကတော့ပေါ့နော်စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုဖြစ်ပါတယ်ညီမတို့နိုင်ငံမှာအလွာပေါင်းစုံကနေအကဝါဒနာပါနေတဲ့ကလေးငယ်တွေအများကြီးရှိနေပါတယ်ဒါပေမဲ့အကမှမဟုတ်ဘူးတခြားသောနယ်ပယ်တွေမှာလည်းအလွာပေါင်းစုံကနေသူတို့ဝါဒနာပါရဝါဒနာတွေအများကြီးရှိပါတယ်လက်ရှိချိန်นี้ဒီဘက်ခေတ်မှာဆိုလို့ရှိရင်အကောက်ကိုညီမတို့နိုင်ငံရဲ့အထက်ပိုင်းလူကြီးတွေကအစာပေါ့နော်အကောက်ကိုအများကြီးလက်ခံလာပြီးတော့အားပေးကြပြီးတော့မိမိရဲ့ကလေးငယ်တွေပေါ်မှာလည်းဒီအကောက်နဲ့ပတ်သက်ပြီး sport တွေအများကြီးပေးတာကိုညီမတွေ့ရတယ်ပေါ့နော်ဆိုတော့အများကြီးကျေးဇူးတင်ပါတယ်ဒါပေမဲ့လက်ရှိအခြေအနေထိဒီတချို့တော့မိဘပြည်သူတွေကအကပေါ်မှာဒီအကဆိုတဲ့အရာကိုပေါ့နော်အလောက်ကင်တစ်ခုဖြစ်မမြင်ကြသေးတဲ့မိဘပြည်သူတွေလည်းရှိနေသေးပါမှန်ပါတယ်ညီမတို့နိုင်ငံလိုမျိုးဖွံ့ဖြိုးဆဲနိုင်ငံတွေမှာဆိုလို့ရှိရင်အကတစ်ခုတည်းနဲ့ရက်တည်ဖို့ဆိုတာကခက်ခဲနိုင်ပါတယ်တကယ်လည်းခက်ခဲပါတယ်ဒါမဲ့မန်ကန်ကောင်းမွန်တဲ့ဒီ community တစ်ခုရာပေါ့နော်ညီမတို့အတူတူဖန်တီးနိုင်ခဲ့မယ်ဆိုလို့ရှိရင်တစ်ချိန်မှာပေါ့နော်ညီမတို့နိုင်ငံရဲ့အကလောကလည်းပေါ့နော်အားကောင်းတဲ့အလောက်ကိုင်းအခွင့်အလမ်းတစ်ခုဖြစ်လာနိုင်ပါတယ်ဒီလိုဖြစ်လာဖို့ကညီမတို့မိဘပြည်သူတွေညီမတို့ကလေးတွေအပေါ်မှာစိတ်ပိုင်းဆိုင်ရာအားပေးမှုကအများကြီးအရေးကြီးပါတယ်ကောင်းမွန်တဲ့အတွေးခေါ်နိုင်တဲ့ကလေးတယောက်ကကောင်းမွန်တဲ့ဒီ community တစ်ခုလမ်းကြောင်းတစ်ခုကိုဖန်တီးပေးနိုင်မှာသိကြပါတယ်ညီမအနေနဲ့လည်းဒီအကောက်ပေါ့နော်စူးစမ်းနေစေလူငယ်တယောက်အနေနဲ့ညီမနဲ့အတူတူဒီအကဆိုတဲ့ပညာရဲ့အပေါ်မှာအကောက်ဆိုတဲ့အလောက်ကိုင်းပေါ်မှာအတူတူတိုက်ပွဲဝင်မဲ့မောင်လေးညီမလေးအကိုတွေအမတွေအများကြီးကိုဒီအကလောကကနေပြီးတော့မှလိုအပ်နေတယ်လို့ညီမလည်းထင်မြင်မိပါတယ်ဆိုတော့ဒီ talking about dance 15-day challenge ကတော့ညီမတို့နိုင်ငံရဲ့မိဘပြည်သူတွေအကပေါ်မြင်နေတဲ့အမြင်လေးတွေအနှဲငယ်ပြောင်းလဲသွားဖို့ရယ်ပြီးတော့ဒီမိသားစုကြောင့်အကောက်ကိုဆွတ်လွတ်လိုက်ရတဲ့လူငယ်တွေမောင်လေးညီမလေးတွေနေပါသွားဖို့ရယ်နောက်ပြီးတော့ဒီညီမတို့နိုင်ငံရဲ့မိဘပြည်သူတွေအနေနဲ့အကောက်နဲ့ပတ်သက်ပြီးတော့တိထားတဲ့အခြေခံဗဟုသုတလေးတွေပေါ့နော်နိုင်ငံတကာမှာကနဲ့ပတ်သက်တဲ့အခြေခံဗဟုသုတလောက်ကတော့တာမန်ပြည်သူတွေအကုန်လုံးသိထားကြပါတယ်ဆိုတော့ဒီလိုမျိုးဗဟုသုတမျိုးညီမတို့ပြည်သူတွေကိုလည်းရှိစေခြင်းတဲ့အတွက်ကြောင့်မို့လို့ညီမကဒီ program ပေါ့နော်ဥမာအမှန်တိုင်းပြောရအောင် podcast ပေါ့နော်ဒီလို podcast လေးကိုလုပ်ရခြင်းဖြစ်ပါတယ်ပြီးတော့ဒီ program ကိုကြည့်ရှုနေတဲ့မောင်လေးညီမလေးတွေအတွက်ကိုလည်းတစ်ခုဥပမာတစ်ခုပေါ့နော်ပြောပြချင်ပါတယ်ဒါကအမရဲ့ဟာမဟုတ်ပါဘူးအမစာဖတ်ရင်းနဲ့ရထားတဲ့ဥပမာလေးတစ်ခုပေါ့နော်ဒီတာမန်9ကန်ထဲမှာပေါ့နော်တာမန်9ကန်ထဲမှာဆိုလို့ရှိရင်တော့ရွှေငါးလေးကအလားဆုံးဖြစ်ပြီးတော့ထူးခြားနေမှာပေါ့နော်အဲ့လိုအခြေအနေမျိုးမှာဆိုလို့ရှိရင်ကိုကငါတော်ဆုံးပဲငါအလှဆုံးပဲငါမိုက်ဆုံးပဲဆိုပြီးတော့ဖြစ်တတ်ကြရပေါ့နော်ဒါမဲ့ရွှေငါးတွေအများကြီးရှိနေတဲ့ငါးကန်ထဲမှာဆိုလို့ရှိရင်တော့ကိုကထူးခြားမှုရှိမနေတော့ဘူးဆိုတာကိုတတိကက်စေခြင်းနဲ့ပေါ့နော်ဒါကြောင့်မို့လို့ကိုအမြဲနှိမ်ချပြီးတော့ humble ဖြစ်နဲ့ဒီအကပေါ်မှာပေါ့နော်တကယ်ချစ်တဲ့စိတ်နဲ့စူးစမ်းစေခြင်းနဲ့ပေါ့နော်ပြီးတော့အမြဲတမ်းစာလောင်နေစေခြင်းနဲ့ဒီအကနဲ့ပတ်သက်ပြီးတော့အမြဲတမ်း like I want you guys to be hungry အမြဲတမ်းဒီအကနဲ့ပတ်သက်ပြီးတော့စာလောင်နေစေခြင်းနဲ့အမြဲတမ်းစူးစမ်းခြင်းစိတ်ဖြစ်နေစေခြင်းနဲ့ပေါ့နော်ဆိုတော့ညီမချစ်ရတဲ့အကနဲ့ပဲမောင်လေးညီမလေးတွေပြီးတော့ senior ကိုအမတွေအကုန်လုံးအကနဲ့ပတ်သက်ပြီးတော့အမြဲတမ်း level up ဖြစ်နိုင်ကြပါစေရှင်
ဒီ talking about dance 15-day challenge ကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ညီမတို့ရဲ့မိဘပြည်သူတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ညီမကဒီ vlogger လည်းမဟုတ်ပါဘူး social influencer လည်းမဟုတ်ပါဘူးညီမကတာမန်အကဓမ္မတယောက်ဖြစ်ပါတယ်ဒါမဲ့ professional dancer ပါတပြားမှမရော့စားတာပါဆိုတော့ညီမရဲ့အဓိက main ကဒီ dancer တယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒီလိုမျိုးဗီဒီယိုတွေထွက်လာဖို့ဆိုတာကအချိန်ပေးရပါတယ်အဲ့အတွက်ကြောင့်မို့လို့ဒီလိုဗီဒီယိုမျိုးတွေထပ်ပြီးတော့ရှိလာမလားဆိုတာကတော့မသိကြပါဘူးဒါကြောင့်မို့လို့ညီမရဲ့ဒီအကနဲ့ပတ်သက်တဲ့ဒီ daily dance activity တွေကိုပဲပေါ့နော်အကနဲ့ပတ်သက်တဲ့ activity တွေကိုပဲညီမရဲ့ social media တွေဖြစ်တဲ့ဒီ Facebook Instagram YouTube နဲ့ TikTok တွေကနေတဆင့်ညီမရဲ့အနုပညာတွေကိုဆက်လက်အားပေးလို့ရပါတယ်အားပေးကြပါဦးလို့မြတ်ရက်ခဲ့အပ်ပါတယ်ရှင်ညီမချစ်ရတဲ့အကနဲ့ပဲအပေါ်မှာညီမတို့နိုင်ငံရဲ့မိဘပြည်သူတွေကောင်းမွန်တဲ့အမြင်တွေအများကြီးပြောင်းလဲလာပြီးတော့ဒီအကနဲ့ပဲမှာလာပါတဲ့ပန်းလေးတွေအများကြီးပွင့်လန်းနိုင်ကြပါစေရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် wait for the last I want to say like thanks speech to everyone so actually at first I want to say in Korean 처음으로는 제가 이 프로그램은 그 한국말로도 아니고 영어로도 아니고 미얀마말로 했으니까 사실 아무것도 모르잖아요 여러분 근데 그 끝까지 많이 응원해 주셨었고 언니 이거 너무 좋다 위션 이거 너무 좋은데 이 프로그램 뭐 이렇게 많이 해주셨었던 저의 친구들한테 너무너무 감사드립니다 그리고 처음으로 우리 호진쌤 사실 제가 코리오 쪽에서 엄청 많이 하고 있는데 스틱 쪽에서는 호진쌤 덕분에 엄청 많이 알았었고요. 그리고 많이 도움이 됐었고 저의 춤에서 많이 도움이 됐었고 좋은 마인드셋거나 스틱 쪽에서 knowledge 엄청 많이 호진쌤 덕분에 많이 받았습니다. 그러니까 호진쌤 덕분에 우리나라 애기들한테도 좋은 말을 할 수 있었었고 호진쌤한테 배웠었던 뮤지컬이거나 아이디어들 좋은 마인드셋 다 쉐어링 많이 할 수 있었었거든요. 그러니까 이 프로그램에서도 호진쌤 덕분에 스튜디오에서 엄청 많이 쉐어링 할 수 있다고 생각이 합니다. 그러니까 우리 호진쌤한테도 너무너무 감사드립니다. 진심으로 사랑합니다, 쌤. 그리고 두 번째는 우리 루안쌤. 루안쌤은 사실 제가 지금까지 백업 댄서거나 퍼포먼스 라이터거나 그런 쪽에서 사실 엔터테인먼트 쪽에서 모르는 거 엄청 많았거든요. 근데 우리 루안쌤 덕분에 knowledge 많이 받았었고 그동안 많이 도와주셨었고 모르는 거를 많이 쉐어링 해주셨으니까 너무너무 감사드립니다. 우리 루안쌤 덕분에 저도 우리 애기들한테 많이 쉐어링 할 수 있습니다. 여기부터 우리 루안쌤한테도 한 번 다시 너무너무 감사드립니다. 너무너무 감사한다고 말을 하고 싶습니다. And then I need to say in English too because like my international friends like they don't understand for sure but like they told me like Wishan that your dance is so good and like your Burmese accent is like too cute so like I feel like I make a little awareness for my mother language so I want to say thanks to all my international friends like they really love me and they really support me I can feel their love thank you I can feel their love okay for the last let me stop my podcast in here this is the end of talking about dance 15-day challenge thank you everyone see you guys again with a good chance bye bye